မင်္ဂလာပါဗျာပြီးခဲ့တော့31ရက်နေ့12လပိုင်း2025တွင်ကျင်းပခဲ့တော့တရားပြီးမှတရားပွဲနဲ့ပါဝင်ခဲ့တော့ဓမ္မမိတ်ဆွေပူတော်များနဲ့ကျွန်တော်ဤเนาะ GPA အဖွဲ့အစည်းမှမောင်နှမများ PPW BBA အဖွဲ့ဝင်ညီကောင်မောင်နှမများလာရောက်ပူးပေါင်းပါဝင်ဆင်နွှဲပေးတဲ့အတွက်ဒီနေရာမှာကျေးဇူးအထူးတင်ရှိပါကြောင်းကျွန်တော်ဆက်တာပါเนาะကျွန်တော်တို့ဗမာညီကောင်မောင်နှမအားလုံးဖြင့်ကျွန်တော်တို့ဤအမျိုးကျွန်တော်တို့ဘာသာအတွက်အထူးကြိုးစားကြပါရင်ဒီရတော့တိုက်တွန်းရပါတယ်မင်္ဂလာပါကျွန်တော်တို့လူမျိုးဘာသာမျိုးအားလုံးမင်္ဂလာရှိသောနေ့ရက်လေးကိုပိုင်ဆိုင်ကြပါစေအလူရှင်အလူတကာအလူတကာတရားကမပေါင်းများနဲ့ကျွန်တော်ဤအဖွဲ့များကျွန်တော်ဤမဟာမိတ်ညီနောင်များအားလုံးလည်းစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေ